သမီးတွေမှာအဖေရှိနေတဲ့ခံစားချက်ကလေးကအရန်ကောင်းတာပဲနော်တို့ရင်သေးလိုမျိုးမနက်ခင်းပွင့်နဲ့ပန်းလေးထက်ပိုလာတယ်လို့တီကျိုးပေးမဲ့အမှုပညာရှင်အဖေကျူရှင်စင်တိုင်းကျူရှင်ရှိမှာသူသမီးထွက်လာတာကိုထိုင်ဆောင်နေတတ်တဲ့အဖေပွဲစည်းသွားရင်လူကျက်လို့သမီးကိုပကုံးပေါ်တင်ပြီးပွဲစည်းတဲ့ရှောက်ပြပေးမဲ့အဖေသမီးရဲ့ပုံလေးတွေဆိုရင်လာကျက်တက်ပုံလေးတွေကအစပတ်စံအိတ်ထဲထည့်ပြီးအမြဲဆောင်ထားပေးမယ်အဖေအမေမဝိုးပေးရင်အဖေစီကယူဆိုပြီးအမေထက်2ဆလောက်မဝိုးပေးမယ်အဖေနဲ့ဆိုရင်မနက်တိုင်းလက်ဖက်ရည်ဆိုင်နဲ့ထိုင်ရမယ်အဖေရဲ့ဘားတဲ့စပင်းကလေးနောက်ကလည်းလိုက်စီးရမယ်ကောင်းလိုက်တာအဖေနဲ့ရှင်လာရင်ဘယ်အမျိုးသားမဆိုရှုံးမှာပဲ